အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ပြပြပေးသွားမှာတော့ကျွန်တော်အခုလည်းမအဲ့တာပေါ့နော် notebook device font ဆိုတဲ့အဲ့ဒါလေးတက်ခဲ့ရင်ကျွန်တော်တို့ဖြည့်ရှင်းတဲ့နည်းလို့ကျွန်တော်ပြပြပေးသွားမယ်ပေါ့နော်ဒီလိုမျိုးအဲ့ဒါဘာလို့တက်ထားလဲလို့မေးတဲ့ခါကျရင်ဒါကျွန်တော်ကိုယ်တိုင်ကြုံနေအဲ့ဒါပေါ့နော်ဘာလို့တက်ထားလဲဆိုရင်ကျွန်တော်ကဒီပေါ့နော်ဒီ Windows တင်နေတဲ့အချိန်မှာပေါ့နော် install လုပ်နေတဲ့အချိန်မှာ power down อ่ะပေါ့နော်ဖုန်းမှာ laptop အကုန်ပြီးတော့ power down อ่ะလားအဲဒါကျွန်တော်ပြန်ဖွင့်နေချိန်မှာဒီလို error တက်သွားပြီပေါ့နော်ဒီလို error တက်ရင်ကျွန်တော်ဘယ်လိုဖြေရှင်းမလဲဆိုတော့ကျွန်တော်ဒီနေ့ပြန်ပြီးတော့ share လုပ်ပေးမယ်ပေါ့နော်အရင်ဆုံးကျွန်တော်လုပ်ရမယ်ဒီလုံး error တက်တဲ့ခါကျရင်ကျွန်တော် power တစ်ချက်ပြန်ပိတ်ပြရမှာနော် power ပိတ်ပြီးတော့ကျွန်တော်ပြန်ဖွင့်ပြရမယ်ပြန်ဖွင့်မယ်တက်လာတဲ့အချိန်မှာကျွန်တော်တို့ S2 ကိုစတိုက်နှိပ်လိုက်ပါ F2 ကိုစတိုက်နှိပ်ပြီးထားမယ်နော် F2 စတိုက်နှိပ်ပြီးရင်အခုလိုမျိုးကျွန်တော်တို့ပေါ်လာလိမ့်မယ်ပေါ့နော်โอเคအခုလိုမျိုးလေးပေါ်လာတဲ့ခါကျရင်ကျွန်တော်တို့ဒီပေါ့နော်โอเคဒီလိုမျိုးလေးပေါ်လာတဲ့ခါကျရင်ကျွန်တော်တို့ဒီပေါ့နော်3ခုမြောက်ပေါ့နော်အမှန်3ချောင်းမြောက်ကကျွန်တော်တို့ boost ဆိုတဲ့ကောင်လေးပေါ့တွေ့လားအမှန်လေအဲ့ဒီကောင်လေးပေါ့နော် boost ဆိုတဲ့ကောင်လေးโอเคဒီကောင်လေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဒီကောင်လေးထဲမှာနှိပ်ပြီးကျွန်တော်တို့ဘယ်လိုပြောင်းပြရမလဲဆိုတော့ legacy ကနေပေါ့နော် UEFI ကိုပြောင်းပြရမယ်ပေါ့နော်ဒီမှာ legacy ဆိုပြီးရရှိရအကောင် UEFI ပြောင်းပြရမယ်ပေါ့နော် legacy ကနေ UEFI ကိုပြောင်းပြီးတော့ကျွန်တော်တို့apply ကိုနှိပ်ပြီးတော့ကျွန်တော် exit လုပ်မယ်ပေါ့နော် apply နှိပ်ပြီး exit လုပ်လိုက်တဲ့ခါကျရင်ကျွန်တော်အဆင်ပြေသွားပြီပေါ့နော်ဒီကောင်ကဘာမှတော့မခက်ပါဘူးလွယ်လွယ်လေးပဲဒီကောင်ကလုပ်ပါအဲ့လိုပဲကျွန်တော်လုပ်လိုက်ရုံပါပဲအဲ့တော့ဒီကောင်ပြန်တက်လာပါလိမ့်မယ်တကယ်လို့ install တင်နေတဲ့အချိန်ဆိုတော့ကျွန်တော်က Windows ကပြန်ပြီး install တင်နေမှာပေါ့နော်တင်နေတဲ့ကြောင့်နည်းနည်းလေးတော့ကြာပါတော့ကျွန်တော်တို့ဒီလောက်ပဲပြပြတော့မယ် brother တို့လည်းကျွန်တော်အဆင်ပြေပါတယ်ကျွန်တော်ဆုတောင်းပေးရပါတော့တခုအဲ့လိုမသိရနားမလဲရှိတယ်လာမေးလို့ရပါတယ်ပေါ့နော်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ပေါ့ကျွန်တော်ရဲ့ channel ကနေပြီးတော့ဒီနည်းပညာနဲ့ပတ်သက်တဲ့ဗီဒီယိုလေးပေါ့နော်ဘဝဥဒရရတဲ့လေး content လေးအမြဲတမ်းကျွန်တော်မျှဝေပေးနေပါမယ်လို့နော်အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်ကတော့အားလုံးပဲနှုတ်ဆက်ပါတယ်